ဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခဟာအပူလောင်ဆုံးနဲ့အပင်ပန်းဆုံးပဲစိတ်ဒုက္ခကြောင့်ဖြစ်ပေါ်လာတဲ့ခံစားမှုဟာရုပ်တရားကိုပို့ပြီးတော့ဒုက္ခတိုးစေပို့ပြီးခံစားမှုကိုပြင်းစေတတ်တယ်ယုတ်ကမဆောင်လို့လူကမထောင်နိုင်ပေမဲ့စိတ်ကဆောင်နေရင်ဒုက္ခကိုရှောင်ကျဉ်နိုင်ကြမှာပါပဲစိတ်ကမဆောင်နိုင်ခဲ့ရင်တော့ဘလောက်ထောင်နေတဲ့ရုပ်ပင်ဖြစ်ပါစေအယုတ်ကျိုးပြက်ဒုက္ခတွေထပ်နေစေတော့တာပဲမဟုတ်လားစိတ်ကိုဒုက္ခဖြစ်စေတာကလည်းတခြားသူတွေကြောင့်မဟုတ်ဘူးကိုယ်စိတ်ကကိုယ့်ကိုပြန်ပြီးဒုက္ခပေးတာကိုယ်စိတ်ကိုဒုက္ခပေးတာကလည်းပဲတခြားသူတွေကပေးတာမဟုတ်ဘူးကိလေသာတရားတွေကပေးတာလောဘဒေါသမောဟမာနစတဲ့ကိလေသာတရားတွေကစိတ်ကိုဒုက္ခဖြစ်စေတာလောဘကြောင့်စိတ်ပင်ပန်းတယ်ဒေါသကြောင့်စိတ်ပူလောင်တယ်မောဟကြောင့်စိတ်ထိုင်းမိုင်းတယ်မာနကြောင့်စိတ်ခက်ထန်တယ်စသဖြင့်ဒီကိလေသာတွေဟာကိုယ်စိတ်ကိုဒုက္ခဖြစ်စေတာပါပဲဒီတရားတွေကပဲကိုယ်စိတ်ကိုညှဉ်းနှွမ်းစေတာပဲစိတ်ညစ်တော့မရွှင်လန်းမရွှင်လန်းတော့ပင်ပန်းတော့ဆင်းရဲတော့ဒုက္ခပဲပေါ့ဒီတော့ဒုက္ခဖြစ်တာလောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကိုလက်ခံမိတဲ့ကိုယ်စိတ်ကြောင့်ပဲဖြစ်တဲ့အတွက်ကြောင့်ဒုက္ခနည်းခြင်းစိတ်ကိုပြင်ရမယ်စိတ်ပြင်ဖို့ဆိုရင်စိတ်ကိုဒုက္ခဖြစ်စေတဲ့ကိလေသာတွေမဝင်အောင်နေထိုင်ကြဖို့ပါပဲကိလေသာတွေကြားမဝင်ဖို့ဆိုရင်တတိရှိနေမှပဲဖြစ်မှာပေါ့တတိရှိနေတဲ့စိတ်ဟာကိလေသာတွေကင်းနေတဲ့စိတ်ပါပဲကိလေသာကင်းနေတဲ့အခိုက်ဟာအပူကင်းနေတဲ့အချိန်ပဲဖြစ်ပြီးအပူမရှိတဲ့စိတ်ဟာအေးချမ်းတဲ့စိတ်ပဲပေါ့အပူကင်းခြင်းရင်အယူမပြင်းနဲ့ယူလို့ပူတာမယူရင်မပူဘူးဟိုဒီစာသားလေးကဘုန်းကြီးလည်းရင်းနဲ့ဒီကိုယ်ကိုဆုံးမခြင်းအပိုင်းလေးနည်းနည်းရှည်သွားတယ်ရှည်သွားတယ်ဆိုတာသူကလည်းသိစေချင်တာတွေများတာဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခအပူလောင်ဆုံးနဲ့အပင်ပန်းဆုံးပဲစာပေမှာတော့ပရိသတ်ရေကာယိကဒုက္ခစေတသိကဒုက္ခဆိုပြီးတော့ရှိတယ်ကာယိကဒုက္ခဆိုတာစိတ်ဆင်းရဲမှုကာယိကဒုက္ခဆိုတာရုပ်ဆင်းရဲမှုစေတသိကဒုက္ခဆိုတာစိတ်ဆင်းရဲမှုရုပ်တရားရေးဆင်းရဲတဲ့သဘောကတော့လူတိုင်းဟိုသိမြင်ခံစားနိုင်တဲ့သဘောရှိတယ်ရုပ်တရားရလာတော့ကဒုက္ခအဆူကြီးပဲရုပ်ဆင်းရဲတဲ့သဘောကသိနိုင်တယ်စေတသိကဒုက္ခဆိုစိတ်ဆင်းရဲတဲ့သဘောကြတော့တခါလူတွေမှာကိုယ်ဟိုခန္ဓာကိုယ်ကြီးပင်ပန်းလို့စိတ်ဆင်းရဲတယ်စိတ်ဆင်းရဲနေတဲ့အကြောင်းအရာကိုဘာကြောင့်စိတ်ဆင်းရဲနေဆိုတာမသိဘဲနဲ့အဲဒီစိတ်ဆင်းရဲအပေါ်မှာလိုက်ပြီးတော့ခံစားနေရတဲ့သူတွေမှာလည်းပဲစိတ်ဒုက္ခကြောင့်ပိုပြီးပင်ပန်းတာတွေအများကြီးရှိရုပ်တရားကြောင့်ဆင်းရဲတဲ့ရုပ်ဒုက္ခကာယိကဒုက္ခကတော့ပရိသတ်ရဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲကာယရထားတော့ရုပ်တရားရထားတော့ဒုက္ခရနေတာဘုရားရှင်ကိုရောမြတ်ကြီးတော်မှာတခါခေါင်းတွေကြိုက်တော်မူတယ်ခါတော်တွေနာတော်မူတယ်ဒူးကောင်းတွေသွေးတွေအကုန်လုံးရုပ်တရားရလာလို့ဒုက္ခရလာတဲ့အပေါ်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲမလွတ်တချို့ကဒါလူငယ်တွေကပောတ္တကသူကကတ္တိကဖက်ပြောတတ်တယ်ရှိတယ်တချို့စာပေရလည်းဘုရားကိုအကြည်ညိုလွန်ပြီးတော့သူပြောတာလေးရှိတယ်ဒါကတော့ဘုဒ္ဓတာပေါ့မြတ်စွာဘုရားကအကုန်အလုံးစုံပြည့်စုံတဲ့အတွက်ကြောင့်တဲ့မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်ကမြို့သေးစကားကုရီသွားတဲ့မစင်ရအစမနံဘူးတဲ့မှုေးနေတော့တာပဲတဲ့ဒီလိုပြောတာဒါယုံကြည်မှုနဲ့ပြောတာအမှန်ကတော့ဘုရားရှင်လည်းပဲခန္ဓာကိုယ်ရလာတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာရှိသမျှထွက်သမျှဟာကတော့ဘုရားခန္ဓာကထွက်တဲ့အရာလည်းပဲဒါကတော့နာမှာပဲမှုေးတယ်ဆိုရှိမှမရှိတာဘယ်နေရာပဲကြည့်ကြည့်ရုပ်တရားမှာဘုန်းကြီးတို့ခဏပြောတယ်ခန္ဓာကိုယ်မှာအပေါက်တွေအများကြီးရှိတယ်အဲ့ဒီရှိတဲ့အပေါက်တွေမှာဘယ်အပေါက်ကပဲရှိဘယ်အပေါက်ကပဲထွက်သမျှအရေးကောင်းတာတခုမှမရှိဘူးခန္ဓာကိုယ်မှာမျက်စိကထွက်တဲ့အရေးလည်းမကောင်းနားထွက်တဲ့အရေးလည်းမကောင်းဆိုတော့ခန္ဓာကိုယ်မှာရှိသမျှအပေါက်တွေကထွက်သမျှအရေးမှန်တယ်မှာတခုမှကောင်းတာမရှိတဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်မှာရထားတဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်းဒီဒုက္ခရထားတဲ့အတွက်ကြောင့်ကာယဒုက္ခတော့ရှိတာဒါပေမဲ့ဘုရားယန္တာတွေမှာဘာမရှိတော့ဘူးလေဆိုစေတသိကဒုက္ခစိတ်ကြောင့်ဖြစ်တဲ့ဒုက္ခတော့မရှိတော့စိတ်ဒုက္ခမရှိတော့သူစိတ်ဒုက္ခဆိုတာကဟိုလူကြောင့်ဒီလူကြောင့်ဖြစ်တာမဟုတ်တကယ်တမ်းစိတ်ဒုက္ခဖြစ်တယ်ဆိုတာကကိလေသာတွေကြောင့်ဖြစ်တာ
လောဘကိလေသာတွေဒေါသကိလေသာတွေမောဟကိလေသာမာနကိလေသာအဲ့ဒီအပူကိလေသာတွေကကိုယ့်ရဲ့စိတ်ကလက်ခံသွားလို့ရှိရင်လောဘကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ဒေါသကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့မောဟမာနကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ကိလေသာတွေကြောင့်ပူတာပဲဆိုတော့ဒါကြောင့်ဒုက္ခရတဲ့အပိုင်းမှာရုပ်ဒုက္ခတဲ့စိတ်ဒုက္ခပူကြည့်တယ်ဆိုတာစိတ်ဒုက္ခမမြင်နိုင်ဘူးတခါကကိုဖြစ်နေတဲ့ဒုက္ခကိုပတ်ဝန်းကျင်လည်းမသိဘူးကိုတယောက်တည်းဖြစ်နေတာဆိုတာလည်းပဲတခြားသူကြောင့်ဖြစ်နေတာမဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲမှာခြားဝင်ပြီးတော့နေနေတဲ့ကိလေသာတွေကြောင့်ဒီဒုက္ခဖြစ်နေတာဆိုတော့ဒီဒုက္ခတွေကိုသက်သာရှင်ရင်တော့ရုပ်ဒုက္ခကအပြင်ရုပ်ပိုင်းဆိုင်ဒုက္ခတွေကအခုခေတ်ပေါ်ဆေးတွေနဲ့ကာယကဒုက္ခကိုသက်သာအောင်လုပ်လို့ရတယ်ဆရာဝန်တွေကကုသပေးတယ်ဒီနေ့ခေတ်ပေါ်ဆရာဝန်တွေတော်တဲ့ဆရာဝန်တွေကဘာကိုကုသပေးနိုင်လဲphysical suffering ရုပ်ပိုင်းဆိုင်ရာဒုက္ခကိုဒီနေ့ခေတ်ပေါ်ဆေးပညာဆရာဝန်တွေအကောင်းဆုံးကုသ treatment ပေးလို့ရတယ်ဒါပေမဲ့စေတသိကဒုက္ခဆိုတဲ့စိတ်ဒုက္ခကိုတော့ဒီနေ့ခေတ်ဆရာဝန်တွေလည်းမကုနိုင်ဘူးစေတသိကဒုက္ခကိုကုပေးနိုင်တာကတော့ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ရဲ့တရားတော်နဲ့ပဲကုပေးနိုင်တာတရားတော်နဲ့ပဲစိတ်ဒုက္ခကိုကုစားပေးလို့ရတယ်လူတွေမှာပြဿနာတက်စာလူတွေမှာဒုက္ခဖြစ်เสียကအဲ့ဒီကိုလုတ်တဲ့ကာယကံဝစီကံမနောကံဒီကံ၃ပါးကြောင့်ပဲတတ္တဝါတွေကဒုက္ခရောက်တာကံ၃ပါးကြောင့်ပဲတတ္တဝါတွေအကောင်းကျိုးကိုဖန်တီးပေးတာဆိုတော့ကာယကံနဲ့ဝစီကံကိုယ်မူရာနဲ့နှုတ်အမူရာကိုမြတ်စွာဘုရားရှင်ဓမ္မတော်တွေရဲ့တရားတော်တွေရဲ့ကသီလသိက္ခာပုဒ်တွေနဲ့ကာယကံဝစီကံကိုထိမ့်ပေးလို့ရတယ်မနောကံကြတော့သီလနဲ့မရဘူးမနောကံကြတော့သမထဘာဝနာဝိပဿနာဘာဝနာနဲ့ပဲသွား meditation နဲ့ပဲသွားစိတ်ကိုထိန်းချုပ်ဖို့ဆိုရင်အဲ့ဒီသမထကျင့်စဉ်တစ်ခုခုဝိပဿနာကျင့်စဉ်တစ်ခုခုမရှိလို့ရှိရင်စိတ်ကိုမထိန်းချုပ်နိုင်ဘူးကြောင့်ကိုယ်စိတ်လေးကိုတည်ငြိမ်ပြီးငြိမ်းချမ်းပြီးတော့အေးချမ်းနေ concentration meditation သမထကျင့်စဉ်ဒါမှမဟုတ်ဝိပဿနာကျင့်စဉ်တစ်ခုကိုလုပ်ရသမထကျင့်စဉ်ကြတော့အာယုံတစ်ခုတည်းကိုစူးစိုက်ပြီးတော့မှတ်တတ်တဲ့ကျင့်စဉ်မျိုးသမထကျင့်စဉ်လို့ခေါ်တာ။ဒါမှမဟုတ်ဘုန်းကြီးတို့တော်ကောင်းများအမြဲတမ်းထုံပွားနေတဲ့ပွားများနေတဲ့ဂုဏ်တော်တွေဘုရားဂုဏ်တရားဂုဏ်သံဃာဂုဏ်တော်တွေဘုရားနုတ္တိသီလနုတ္တိစသဖြင့်အနုတ္တိ10ပါးအဲ့ဒါသမထကျင့်စဉ်သူကအာယုံတစ်ခုတည်းကိုထက်ခါစူးစိုက်ပြီးတော့ပွားများတဲ့သဘောဧကကတစိတ်သူတစ်ခုတည်းအာယုံပြီးပွားနေတာဆိုတော့အရဟံဂုဏ်တော်ကိုပဲပွားတယ်ဆိုရင်အရဟံဒါလေးပဲထက်ခါပွားများပေးနေတဲ့အခါစိတ်ကလေးက concentrate တမာတိလေးတည်လာရင်ဒီအရဟံဂုဏ်တော်ထဲမှာအာယုံကရောက်တော့စိတ်ကလေးကငြိမ်ပြီးတော့တည်လာတော့စိတ်ကလေးငြိမ်ပြီးတည်လာလို့ရှိရင်ကိုယ်စိတ်ကအပြင်ကိုမလွင့်တော့အပြင်အာယုံနေတော့ကိုစိတ်ပါမသွားဘူးဆိုရင်စိတ်ကအလိုလိုပြိုးဝဖြစ်သွားတာငြိမ်ပြီးတော့သွားရောက်လို့စိတ်တွေမြန်သိပ်ပြီးကြောက်ချောက်ချဖြစ်ပြီးကြောက်ကြက်ဖြစ်ပြီးဆိုရင်ကျန်တဲ့အရာတွေနဲ့လိုက်ကူစားမနေနဲ့ဗုဒ္ဓရဲ့ဂုဏ်နဲ့တာပွားများပြီးတော့ထက်ခါလေ့ကျင့်ပြီးတော့ဘုရားနုတ္တိလေးတာပွားများကြည့်လိုက်စမ်းပါဓမ္မနုတ္တိလေးတာပွားများကြည့်လိုက်စမ်းပါသံဃာနုတ္တိလေးတာပွားများကြည့်လိုက်စမ်းပါစိတ်ကလေးကိုငြိမ်သွားတော့မြတ်စွာဘုရားကညီတော်နန္ဒမင်းသားကိုဟောတဲ့ဂါထာလေးတစ်ပုဒ်ဓမ္မပဒမှာလာတော်တော်လေးကောင်းပါယထာအာဂါရံဒုစန္နံဟုတ်တိသမတိဝိသတိဧဝံအဘာဝိတံစိတ်တံရာဂောသမတိဝိသတိမကောင်းသဖြင့်မိုးထားအပ်တဲ့အိမ်ကိုတဲ့အိမ်ဟာအမိုးမလုံးဘူးဆိုရင်တဲ့မိုးရေမိုးပေါက်တွေဟာအလွယ်တကူဝင်ရောက်ထိုးပေါက်နိုင်တယ်လို့ပဲတဲ့ဧဝံတတထိုးအတူပဲအဘာဝိတံသမထဘာဝနာဝိပဿနာဘာဝနာတတိတရားလက်ကင်ထားခြင်းမရှိတဲ့စိတ်တန်စိတ်ကိုရာဂောလောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတရားတွေကလည်းသမဏိဝိသတိအလွယ်တကူဝင်ရောက်နှုတ်ဆက်နိုင်တယ်ဝင်ရောက်ထိုးပေါက်နိုင်တယ်အိမ်ကမလုံဘူးဆိုရင်အမိုးမလုံဘူးဆိုရင်နဲ့အကာမလုံဘူးဆိုရင်အပြင်မိုးရေစက်တို့လေတွေကဝင်ပြီးတော့နှိပ်စက်ပြီးတော့အိမ်ကိုဒုက္ခပေးတတ်တယ်လို့ပဲတဲ့စိတ်မှာသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်တတိတရားလက်ကင်ထားခြင်းမရှိတဲ့စိတ်ကိုလည်းပဲတဲ့ကိလေသာတွေကနှိပ်စက်ထားတယ်ဟောဘုန်းကြီးတို့တော်ကောင်းများစိတ်ကလေးကတခါအဲ့ဒီတတိလေးတာမကတ်လို့ကတော့လေအကြားကြောင့်လည်းပဲကိလေသာနှိပ်စက်ထားပဲအမြင်ကြောင့်လည်းကိလေသာနှိပ်စက်ထားပဲအနံ့နေကြောင့်အိုးဘလို့အာယုံပဲလာအဲ့ဒီအာယုံနောက်ကိုစိတ်ကလိုက်သွားတော့အာယုံနောက်ကိုစိတ်ကပါသွားပြီဆိုရင်အဲ့ဒီအာယုံနောက်ကိုလိုက်ခံစားလို့လူမှာဒုက္ခရောက်တယ်သူကအာယုံကိုလိုက်ပြီးတော့လက်ခံလိုက်တဲ့ကိုယ်စိတ်မှာဝင်သွားတာကကိလေသာပဲ
အာယုံအတိုင်းမသိတဲ့အခါကျအစွဲဝင်သွားတော့အဲ့ဒီအစွဲပေါ်မှာလိုက်ပြီးတော့ခံစားရင်းနဲ့ကောင်းတော့လေလောဘဖြစ်လိုက်မကောင်းတော့လေဒေါသဖြစ်လိုက်ဆိုတော့အာယုံနောက်ကိုစိတ်ကလိုက်ပါသွားတဲ့အတွက်ကြောင့်ခံစားရတဲ့ဖြစ်တာစိတ်ဒုက္ခတွေဖြစ်သွားစိတ်ဒုက္ခတွေဖြစ်ခြင်းရဲ့အကြောင်းကလည်းခုနဘုရားရှင်ကိုရောမြတ်ကြီးမိန့်တော်မူသလိုပဲစိတ်မှာတတိမကတ်လို့သမထအာယုံတစ်ခုဝိပဿနာအာယုံတစ်ခုမပွားများတဲ့အတွက်ကြောင့်အဲ့ဒီစိတ်အစဉ်နောက်ကိုစိတ်ကပါသွားပြီးတော့ဖြစ်ပေါ်လာတဲ့ကိလေသာတွေမှာကိုယ်ကလိုက်ခံစားရင်းနဲ့ကိုယ်စိတ်မှာအနာတွေရတော့တာဒီတရားလေးကမြတ်စွာဘုရားကနန္ဒမင်းသားကိုခေါ်တာနန္ဒမင်းသားရဲ့အကြောင်းလေးကလည်းစိတ်ဝင်စားစရာသူကမင်္ဂလာဆောင်တဲ့နေ့မှာဘုရားရှင်ကကြွလာပြီးတော့ညီတော်ကိုတပိတ်ပေးလိုက်တယ်မင်းတပိတ်ထမ်းပြီးတော့လိုက်ခဲ့ခေါ်သွားဆိုတော့နောင်တော်ဘုရားကိုလည်းယူတည်လေးစားတဲ့စိတ်ကလည်းရှိတယ်ကြည်ညိုလဲကြည်ညိုတာပြန်လဲမပြောရတာနဲ့နန္ဒမင်းသားကတပိတ်ကလေးပိုက်ပြီးတော့ဘုရားနောက်ကလိုက်ကျင်တော့အဲ့ဒါနန္ဒမင်းသားဘုရားနောက်ပါသွားပြီဆိုတော့ပရိသတ်တွေကမျိုးပြောကြပါသွားပြီပြန်မလာရင်ဒုက္ခပဲအဲ့ဒါသူ့ရဲ့သရုသမီးဇနဗရကလျာဏီနားရောက်တော့သူကလည်းဆိုရင်တော့ဒုက္ခပဲဘုရားနောက်ပါသွားတယ်နန္ဒမင်းသားမောင်တော်ပြန်မလာရင်တော့ဒုက္ခပဲဆိုပြီးတော့ကဗံကတန်အဲ့ဒါမင်္ဂလာဆောင်မန်းတန်ကထွက်ပြီးတော့နန္ဒမင်းသားကိုမှားတယ်နမတော်ဇနဗရကလျာဏီသရုသမီးကမောင်တော်အကြာကြီးမနေနဲ့တော့မြန်ပြန်ခဲ့ပါဆိုမှားလိုက်တော့နန္ဒမင်းသားလည်းအေးပါကြောင်းရောက်တယ်နဲ့ပြန်လာခဲ့မယ်ဆိုပြီးသူကဘုရားနောက်ပါဟောဘုရားကြောင်းရောက်တော့ဘုရားကအဲ့ဒါမင်းသားတပိတ်ယူနန္ဒမင်းသားမင်းဘုန်းကြီးဝတ်မလားဆိုတပိတ်ထမ်းပြီးတော့ခေါ်လာတဲ့ကြောင်းရောက်တယ်လေဘုန်းကြီးဝတ်မလားဆိုဘုရားယူသေးတာရဲ့ကြောက်ထားရဲ့နဲ့မဝတ်ဘူးလို့မပြောရဲဘူးမပြောဝင်တာနဲ့မမဘုရားဝတ်မယ်ဆိုတော့အဲ့ဒါဘုန်းကြီးဝတ်ပေးလိုက်တော့မင်္ဂလာဆောင်တဲ့နေ့မှာအဲ့ဒါဘုန်းကြီးကြောင်းရောက်ပြီဘုန်းကြီးဖြစ်သွားတော့နန္ဒမင်းသားတယောက်ရှိမှနော်ဒီကိလူတွေကအဲ့လောက်ဒီတော့စိုးပန်မထင်နန္ဒမင်းသားအဲ့ဒါဘုန်းကြီးဝတ်ပြီးတော့ဘုရားသာသနာထဲရောက်တော့ तू ကတရားတရားနဲ့ဘုန်းကြီးဖြစ်လာတာမဟုတ်ဘူးအခြေအနေရဘုန်းကြီးဖြစ်လာဆိုယုံကြည်မှုနဲ့ဝင်လာတာမဟုတ်ဘဲနဲ့ဘုရားကြောက်လို့ဝင်လာတာဘုရားခေါ်လို့ဝင်လာဆိုသာသနာကိုသိလက်မခံနိုင်မယုံကြည်နိုင်မကြည်ညိုနိုင်တရားအားထုတ်လို့လည်းပဲဘုရားကလာအားထုတ်လို့ခိုင်းလို့သာအားထုတ်ရတာသူစိတ်ကဒီတရားပေါ်မှာလည်းယုံကြည်မှုအားနည်းတဲ့အပြင်စိတ်ထဲမှာဝိတက်ကတွေကအတွေးတွေကဝင်နေတာဘာအတွေးလေးဝင်နေတယ်ဆိုတော့သူ့နှမမှားလိုက်တဲ့သူတို့သမီးလောက်မှားလိုက်တယ်မောင်တော်မြန်ပြန်လာပါဒီစကားလေးကိုကြားတယ်ဒါကြောင့်တရားထိုင်နေပဲဒါပဲကြားတယ်ဟောဘုန်းကြီးတို့ဘဝမှာအဲ့ဒီအတွေးတွေကတော်တော်ဆိုးတာပဲတခါအဲ့ဒီစကားလုံးလေးတစ်ခုလက်ခံထားမိပြီဆိုရင်တရားထိုင်ရင်အဲ့ဒီစကားလေးနဲ့ပဲတရားထိုင်တဲ့အချိန်လုံးကိုဒုက္ခပေးတာဒါအတွေးတွေသိအရေးကြီးတာဆိုတော့တရားထိုင်တဲ့ယောဂီတွေကဒါဈာညက်ပြီးပြောကျင်တာဘယ်တော့မှစကားတွေယူမလာပါနဲ့တရားထိုင်ဖို့စဉ်းစားပြီးဆိုအကုန်လုံးကတ်တော့လုပ်လိုက်တရားထိုင်တော့မယ်ရေးတာသွားတော့မယ်လို့စောင့်ပြတ်ပြီးပြီဆိုရင်အဲ့ဒါတွေအာယုံတွေအကုန်လုံးဖျက်ပလိုက်တော့နော်ရေးတာရောက်လည်းဘယ်သူနဲ့မှစကားမပြောတာကောင်းတယ်စကားပြောရင်စကားတွေကတရားထဲမှာထိုင်ရင်းနဲ့အတွေးတွေအဖြစ်ပြောင်းပြီးတော့ပေါ်လာတော့နန္ဒမင်းသားကအဲ့ဒီနှမတော်မှားလိုက်တယ်မောင်တော်မြန်ပြန်ခဲ့ပါဆိုတဲ့စကားလေးကြားပြီးတော့စိတ်ထဲမှာတရားထိုင်ရင်လည်းအဲ့ဓာတွေပဲထက်ကပေါ်နေတာဘုရားရှင်ကိုရမေကြီးကသိတယ်ဒီနန္ဒမင်းသားရဲ့အတွေးတွေဘာတွေဖြစ်နေတယ်ဆိုတာသိတော့အချိန်မတန်သေးတော့ဘာမှမပြောသေးဘူးအချိန်နဲ့တန်တော့တန်ရောဘုရားကနန္ဒမင်းသားမင်းသာသနာမှာတရားအားထုတ်ရလားတမာတိမတည်ညင်းငွေ့နေပြီမလားမမဘုရားညင်းငွေ့ပါရဲ့ဒါဆိုရင်မင်းငါနဲ့နတ်ပြည်လိုက်မလားဟာလိုက်တာပေါ့ဘုရားနတ်ပြည်ဆိုနန္ဒမင်းသားဘုရားကလက်မောင်းကိုဆွဲပြီးနတ်ပြည်